哦，谁懂啊？表姨的，年年的表别了吧？哪来样表姐说啊？表姨不好叛逆的，不叛逆的，不懂吗？原来嘛，大理表姐那东北头，那个孙山讲了就个大理没呀多了。哦，俺家大理表我没，喂，我谁懂啊？选择要嘛？ဒီဘကန်းကနေပြီးတော့ဟိုဘကန်းကိုသွားပြီးတော့နေစဉ်ဈေးသွားရောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်ဒကမာကြီးကဈေးသွားရောင်းတာဟိုဘကန်းကိုဆက်လေးလေးနဲ့မန္တမိုးတော့အောင်ချင်းလင်းပြီးဆိုရင်ဆက်လေးလေးနဲ့သွားရောင်းပြန်လာပြီးညနေဆိုရင်ဒီဘကန်းပြန်လာအဲ့ဒါလိုအတမွေးချောင်းပြုတ်နေတဲ့ဈေးတယ်အပြိုကြီးပေါ့အိမ်မှာတော်ကောင်းမြတ်ဘာလို့လဲစုလိုက်ဆောင်းလိုက်တယ်တယောက်တည်းတကူကြီးဓမ္မဆိုတော့လေစီဝါဥစ္စာလေးကအစင်ပြေရလာတာလေးရွှေလေးတကွန်းဝတ်လိုက်ရလာတာလေးရွှေလေးတကွန်းဆူလိုက်နှကွန်းစုတော်များလာတာလက်ဝဲရတနာလေးကအဲ့ဒါများလာတော့တော်ကောင်းများပြောကြဆိုဘာလို့တလဲဆိုတော့ရွာထဲမှာရှိတယ်တယောက်ကကြောက်ချတော့ဟိုဘက်ရွာကအပေါင်းတင်တယောက်နဲ့ပေါင်းပြီးတော့တခိုးတကူသောတော်ကောင်းများရေဘာလို့တလဲဆိုတာညတညကြအပြူကြီးအိမ်တခိုးတက်တယ်တဲ့ပြူကြီးတွေတတိထားနော်မကွေးအပြူကြီးအိမ်ဘာတက်တခိုးတက်တခုတ်တဲ့ခြေရန်ချတာနဲ့အပြိုကြီးကအဲ့ဒီညကဒီလိုဆောင်းရာဒီကလည်းမဟုတ်နှွေရာဒီပူတော့ဆိုတကားလေးဖွင့်အိတ်တာအဲ့ဒါတခုတ်တဲ့တော့ဘာလို့လဲအပြိုကြီးလေကြောချမ်းပြီးတော့ကြောက်တော့အဲ့ဒီဘာလို့လဲဆိုတော့တခုတ်ကတပြေးပြေးနဲ့အခန်းလေးရောက်သွားပြီးတော့ရေရနာပစ္စည်းဒုက္ခထားတဲ့နေရာအထိရောက်နေတော့ရွာကလူကကြောက်ချတော့တေချာသိတော့တက်ရိုက်အဲ့ဒီနေရာပဲဥတီတွားမလေးငါအော်လို့ရှင်ရနဲ့မဖြစ်ဘူးငါအော်မြန်အော်လိုက်ရင်ငါကိုအမလီမသွေးရစေမခွေးအမလီမသွေးရစေအပြူကြီးကြောက်လန့်ပြီးတော့ဘာလို့တလဲဆိုတော့အပြူကြီးမဖြစ်ဘူးဒီတိုင်းတော့ငါမှာနှစ်ဘူးကချွေချေမကြောက်အောင်ရှာထားရတဲ့ဟဲ့ဒီဟာတွေငါအပါမခံနိုင်ဘူးဆိုပြီးပေါ့အပြူကြီးကတယောက်အတန်ကနေနှစ်ယောက်စကားပြောတယ်ချိုးမအိတ်သေးတဲ့ပုံစံပေါ့ညီမလေးရေတဲ့တော်မကြီးနှစ်တန်ကျုပ်ကသိမပြောတတ်လို့တယောက်တည်းရဲ့အမှန်တကယ်တော့အပြိုကြီးကနှစ်တန်ပြောနေတာညီမလေးရေတော်မကြီးကနှစ်တန်လို့မှတ်ပါဗျာအတန်လူတွေကျုပ်လည်းမတက်လို့အဲ့ဒါလည်းဘာလို့တလဲဆိုတော့တော်မကြီးညီမလေးရေတဲ့ပြောပြရအောင်မဟေးတဲ့သိလားတဲ့ဟိုရှိတုန်းကလေတဲ့အမကြီးတို့လိုဈေးရောင်းနေပေါ့တဲ့ဈေးတယ်ရှိတယ်ညီမလေးရဲ့ပင်ပင်ပန်းပန်းနဲ့အေးတဲ့ဒုက္ခမြတ်ဒီဘကန်းကနေဟိုဘကန်းသွားရောင်းဟိုဘကန်းကနေတခါဒီဘကန်းပြန်လာရနေ့စဉ်နဲ့မြမောလိုက်ပန်းလိုက်တာလဲလွန်ရောဘဝကိုယုံကန်နေရတာအေးတဲ့အဲ့ဒီမှာအလွန်ရင်မတန်မကိုချက်သိဝင်းချင်းထားစေရပါအေးတဲ့သူတယောက်တည်းယုံကန်ရတာဈေးရောင်းစားပြီးတော့နေရတာအဲ့ဒါအေးတဲ့တခုတော့နေမနမိုးတော့အောင်ချင်းလင်းတော့ဈေးရောင်းထွက်ဝယ်ယူစရာလေးတွေရောင်းစရာလေးတွေယူပြီးဆက်လေးပေါ်တင်ဈေးရောင်းထွက်အဲ့ဒါမြက်ကန်းအလဲကောင်လဲရောက်တော့ကြတော့တကယ်ရောင်းကုန်ဖြစ်တဲ့ထားပါတော့ခရမ်းညင်ဒီလူစားများတယ်ဆိုခရမ်းညင်ဒီကမေ့ချမ်းနေခဲ့တဲ့အချိန်သတိရတဲ့အချိန်ကမြက်လေကောင်ကရောက်နေပေါ့ရောက်နေတော့ကြတော့ဘာလို့တလဲလို့ဆိုတော့အဲ့ဒီမြက်လေကောင်ရောက်ကသတိရတော့ကကြောင့်အမလေးဆက်လေးစီရပ်ပါအောင်ကျမခရမ်းညင်ဒီတောင်းကြီးမေ့ခဲ့လို့တော့ဟောဗျာခမရကလည်းဒုက္ခပါပဲဆက်လေးကအလဲကောင်ရောက်နေပေါ့မြက်လေကောင်ရောက်နေပေါ့အဲ့ဒါနဲ့ဟိုဘက်ကလည်းဆက်လေးကြီးတစ်စင်းကလာတာတော့တွေ့အမလီကံကောင်းရတော့ဟိုမှာဇက်လေးကြီးလာပြီရတယ်ကျမခေါ်မယ်ကျမဒီရတွေရှင်ရဲ့ဟိုဘကန်းပြန်ယူသွားတော့တဲသွားတော့ကျမကခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ဒီဇက်လေးနဲ့ခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ကျမလာခဲ့မယ်ခမရဇက်လေးချင်းကက်လိုက်ဇက်လေးချင်းကူးပါရစေဒီဇက်လေးနဲ့ဟိုဘကန်းကလာတဲ့ဇက်လေးနဲ့ပြန်လိုက်သွားမယ်ပေါ့ဟိုဘကန်းကလာတဲ့ဇက်လေးစရာအနာကခိုင်ဇက်လေးချင်းတဖြည်းဖြည်းချင်းမြစ်လေကောင်မှာကက်တော့ဇက်လေးကကက်ပြီးသွားအမျိုးသမီးကြီးဘာလို့တော့မလဲဆိုတော့ဒီဘက်ဆက်လေးကနေဟိုဘက်ဆက်လေးပေါ်မှာကူးတော့မှာဆိုတော့မိမသားဆိုတော့အပြိုကြီးပြိုမကွေးအပြိုကြီးဘာကူးတော့မှာဆက်လေးကူးတော့မှာဒဇင်းပေါ်ကနေဒဇင်းအဲ့ဒါခြေတော်လေးအသားလေးသမိန်လေးမပြီးတော့ဟိုဘက်ပေါ်မှာခြေတော်လေးတစ်ချောင်းအာယူလိုက်တယ်ဘက်ကလေးအာယူလိုက်တဲ့ခြေတော်နေရာမသွားတဲ့တယ်မကြပဲနဲ့ဇောင်းကန်တော့ဆက်လေးကဟိုဘက်ရွေ့တယ်လို့ဖြစ်သွားဒီဘက်ကလည်းပဲဆက်လေးကဘာလို့တလဲဆိုတော့ခြေထောက်ကတီးပြီးတော့ဘောင်ကထောက်ပြီးတာတဖြည်းဖြည်းနဲ့ဒီလိုဖြစ်လာမကွေးကြီး
အပြိုကြီးပုံစံမြင်ကြည့်စမ်းအဲ့ဒါနဲ့ဘာလို့တလဲလို့ဆိုတော့လေအပြိုကြီးဈေးရောက်တဲ့အပြိုကြီးတပြေးပြေးနဲ့ဇက်လေးကလေးနှစ်စီးကလေးပူမလာပဲနဲ့ကွဲသွားတော့အပြိုကြီးကြောက်အားလန့်အားဖြစ်နေတဲ့အချိန်မှာညီမလေးရေဗျာမကြီးအမလေးမကြီးရဲ့ချက်တိမွေးရင်ထားစီအကောင်းလိုက်အမလေးနားထောင်ကြည့်အောင်ညီမလေးရဲ့ချက်တိမွေးရင်ထားစီမကောင်းအခုကြည့်အောင်တဲ့အဲ့ဒီအမကြီးဘာဖြစ်သွားသလဲဆိုတော့နှစ်စီးလေးဆက်လေးကြီးကတပြေးပြေးနဲ့မကွေးအဲ့ဒါတပြေးပြေးနဲ့နှစ်စီးကဝေးသွားတော့အဲ့ဒီအပြိုကြီးအေးတဲ့ကြောက်ကမန်းလေးနီအော်လိုက်တာကိုအမလေးတော့အမလေးလကဲကြပါအောင်ဟိုတော့အလောက်အော်ချင်မအော်မှာကျုပ်ကတော့ကိုအော်ပလိုက်တာအိတ်နေတဲ့သူရှိလဲလက်နှုတ်အောင်လို့မခွေးအမလေးတော့ကဲကြပါအောင်ဆိုတော့အဲ့ဒီနေရာကျမှအပြိုကြီးကအိမ်နဲ့တခိုးကသူပြောတဲ့ဥစ္စာကိုငိုင်းပြီးတော့နားထောင်ပြီးရတာကဖြစ်နေတာအထုပ်ကြီးကင်ပြီးတော့နှစ်ယောက်ကညီမနှစ်ယောက်အတန်ဟန်ဖန်ဆင်းပြီးတော့ဒဏ္ဍန်နဲ့ဒဏ္ဍန်လုတ်ပြောနေတော့ဟိုတကုတ်စိတ်ဝင်စားတော့အဲ့ဒီမှာအော်လိုက်တော့အပြိုကြီးကအမလေးတော်အစားတော့ကတော့လေတံလေးကမှန်ပဲအမလေးတော်နေရာရောက်ခါကျမှအမလေးတော်ကဲကြပါအောင်ဆိုတော့အိမ်နေတဲ့သူတွေဘေးအိမ်တွေကလန့်နိုးလာပြီးတော့ဟာတို့ရွာကအပြိုကြီးဘာဖြစ်တယ်လဲမသိဘူးဟာဝိုင်းကြဟဲ့အကုန်လုံးမိတို့ဆွဲနဲ့ဓာတ်တွေဒုတ်တွေဆွဲအပြိုကြီးအိမ်သက်အပြိုကြီးဘာဖြစ်တာလဲဟိုမှာမကွေးဟိုမှာဆိုတော့သူလက်ညှိုးထိုးတဲ့နေရာသွားပြီးတော့ကြည့်လိုက်တော့တခိုးအထုပ်ကြီးဆွဲလို့စဉ်းစားတာကြည့်တော့အပြိုကြီးအဲ့ဒါဘာလုပ်တယ်လဲလို့ဆိုတော့ဟဲ့ကောင်မင်းဘာလုပ်တာလဲမင်းဘာလုပ်တာလဲမိန်းကလေးတစ်ယောက်တည်းရှိတဲ့အိမ်ဒါဘာပုံမှန်မြောက်မယ်ထဲတော့မဲမဟုတ်ရပါဘူးဗျာမဟုတ်ရပါဘူးကျွန်တော်သူ့အိမ်ကယေရနာပစ္စည်းလာခိုးတာပါခမညာယေရနာပစ္စည်းလာခိုးတာပါသူပြောတဲ့ဇာကညီမနှစ်ယောက်ပြောတဲ့ဇာကနားရောင်ကြပြီးနားထောင်လိုက်တာကျွန်တော်ဤသို့ဤနေဖြစ်တာပါဟဲ့သူမလေးသူပြောတာဟုတ်သလားနင်းဘာအဆင်ပြေတယ်မဟုတ်လားမခွေးပြေပါတယ်တော့ကျမအဲ့ဒါလိုပဲသူကတယောက်တည်းအမျိုးသားကသူကကျမကိုလေကျမကអော်လိုက်လို့ရှိရင်ဒီတိုင်းပဲဗလိုင်းကြီးអော်လိုက်လို့ရှိရင်ကျမကိုတခုခုကြံရွယ်ပြီးလောက်ခံရမှာကြောက်လို့အဲ့ဒါနှစ်ယောက်ပြောတဲ့အတန်လေးဖန်ဆင်းပြီးတော့ကျမအဲ့ဒါလိုမူရမာယာသုံးလိုက်တာတော့အမလေးတော်ချက်တော်အေးအပြိုကြီးတခိုးဖန်းဒီမှတ်ဟ